လာပါရှင်ဒီနေ့တော့ပြောပြရလေးတစ်ခုရှိလို့ပါဒါလဲဆိုတော့ဒါကတော့ Agree ရဲ့ YouTube ကောက်တစ်လေးဖြစ်ပါတယ်အဲ့ YouTube ကောက်ကလေးလည်းအပ်ပေးကြပါဦးဒါမဲ့ YouTube ကောက်ရဲ့ယူယုံလေးကိုဆိုတဲ့နာမည်အရင်ကမဖြစ်ဘဲနဲ့အပေါ်ကEva နဲ့ယူယုံဆိုတဲ့နာမည်ကိုဖြတ်မှာဖြစ်ပါတယ်အဲ့နာမည်လေးကိုဖြတ်လိုက်ပါမယ်ပြီးတော့ Agree ရဲ့ဒီနေ့မှ YouTube ကောက်စားဖွင့်တာပါ Agree ရဲ့ TikTok ကောက်ကလေးလည်း Agree ပြပါမယ်ဒါနဲ့ Agree YouTube ကောက်ကလေးလည်းအပေးပါကြပါဦး Agree လည်းအောင်မြင်ခြင်းလို့ပါဒါတော့ Agree ပါအပေါက်ကလေးကတော့နည်းနည်းပဲဆော့ထားပါတယ်ဟိုရက်တီတော့မှ Agree ကောက်ကလေးဖွင့်ထားတာပေါ့နော်ဖွင့်ထားတာဘယ်တော့မှလည်းမချသေးပါဘူး Agree ကိုလည်းအပေးကြပါဦးရှင် Agree လည်းအများကြီးfollower တွေလူချင်းနဲ့ subscribe လေးလည်းလောက်ခဲ့ပေးကြပါ Agree subscribe လေးလည်းလူချင်းနဲ့ Agree fan လေးတွေလည်းAgree အပြင်မှာတွေ့ရင်နောက်ဆက်လို့ရပါတယ် Agree ကအကောက်ဖွင့်တာဘယ်တော့မှမချသေးပါဘူးအဲ့ဒါကြောင့်မို့အားလုံးအပေးကြည့်ရပါတယ် Agree ရဲ့ YouTube ကောက်ကလေးကြည့်အောင်အားလုံး let's go ခုကတော့ဒါတော့ Agree YouTube ကောက်ကလေးပါဒါလေးကို Agree ကိုအပေးကြပါဦးဒါလည်း Agree ရဲ့ YouTube ကောက်ပါ TikTok အကောက်TikTok ကောက်ကလေးကလည်း3လဘယ်လောက်မှမကြသေးပါဘူး3လပိုင်း2လပိုင်းလောက်မှ Agree အကောက်ဖွင့်ထားတာပေါ့နော်ခုဆိုရင်ဒါတော့TikTok ကောက်မှာလည်း Agree တိုက်တဲ့တိတ်မရှိဘူးAgree ကို follow လုပ်ထားလို့လည်းတိတ်မရှိဘူးဆိုတော့ Agree ကို follow လုပ်ထားလို့အားလုံး Agree မကြခင်အသေးပုံးလာကျဲပြပါမယ်အသေးပုံးလို့ကျင်တော့ Agree ကောက်ကလေး follow လုပ်ထားမယ် Agree ကိုအသေးလေးလာပေးထားပါအဲ့ဆို Agree follow လုပ်ထားပါမယ်ဒါတော့ Agree ရဲ့ပုံမှာ Agree ကအပြင်မှာလည်းအဲ့လိုရုပ်ပါပဲAgree ကအထက်မှာတော့အမေရောင်ဖတ်ထည့်ထားလို့ Agree အဲ့လိုဖြစ်သွားတာပါဒါမဲ့ Agree ကိုအပေးလို့ရပါတယ် Agree လည်းအသေးရော follower လူချင်းတို့ပါအဲ့ကြောင့်မို့ Agree လည်းအပေးဖို့မျှော်လင့်ပါတယ်အလုံးဒါတော့ Agree အကိုကောက်ပါသူလည်းသူ့မှာတော့ Agree ထပ် follower များရေပေါ့နော်သူဒီမှာ TikTok လေးတော့နည်းနည်းဆော်ထားပါတယ်အလုံးချစ်ပါတယ်အလုံးလည်းအကုန်လုံးလည်း Agree fan တွေအကုန်လုံးချစ်ပါတယ်ဒါတော့ Agree ပုံလေးနဲ့နောက်ဆုံးကြတော့ပြလိုက်ပါတယ် Agree ပုံလေးကိုလည်းအလုံးကြည့်ကြပါပြီးတော့အလုံးမဘိုင်း Agree အလုံးချစ်ပါတယ်နော်တတာ